မင်္ဂလာပါမြန်မာတို့ရဲ့နနက်စာအဖြစ်အကျိုးဆုံးစားတာကလည်းအကြိုက်တစ်မျိုးအရသာတစ်မျိုးဖြစ်ပါတယ်ရောက်တော့ကုန်ပင်လုံလမ်းမပေါ်ရွှေကန်ကောလက်ဖက်ရည်ဆိုင်မှာလည်းနည်းနည်းစာအဖြစ်အကျော်ဆုံးရပါတယ်ဗျဆိုင်ကတော့စားတဲ့သူမှားတဲ့အခါမှာပူပူလေးကြော်ပြီးတာပါပွဲသေး6ခုပါ3000ပါပွဲကြီး10ခုပါ9000ပါအားလုံးကိုကျေးဇူးပါ